ဒီနေ့ပိုင်းမှာတော့မာရီနဲ့မဲနစ်တို့နှစ်ယောက်ပေါင်းပြီးအာသားကိုလောက်ကျမှုထောင်းနေတဲ့သူတွေကိုပြင်ညာလိုက်ပြီးနေကြရကြောင်းမင်းနဲ့လည်းအကြက်ရိုက်နေရပါတယ်။အာသားကတော့သူ့ကိုလောက်ကျညင်တဲ့သူတွေများလာလေလူသားတွေကိုပုံမုံတိလေးပဲဖြစ်တာကြောင့်မာရီရဲ့ပေါင်ပေါ်မှာလှည့်ပြီးလူသားတွေကအယူတွေစိတ်ရုပ်တရားမှယုံလို့ရသေးရဲ့ဆိုပြီးလူသားတွေအကြောင်းကိုအတင်းတုပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်တနေ့ကုန်လောက်ကျသူပြဿနာကိုဖြေရှင်းနေရတဲ့မာရီနဲ့မဲနစ်ကဘက်ထရီအားကုန်လာတဲ့အာသွင်းနေရမလို့ဒေါင်မြင်တဲ့အာသားလည်းမာရီကိုပါအာသွင်းပေးရမယ်ဆိုပြီးတက်ခဲလေးကိုထုတ်ပြလာပါတယ်။သူကိုယ်တိုင်အသွင်းပေးခြင်းမဲ့ဘယ်နှထရမလဲဆိုတာမသိရကြောင်းမာရီကိုပဲကြီးလုပ်လိုက်ဆိုပြီးပေးတဲ့အချိန်မာရီကလည်းဘယ်နှထရမယ်မသိရနဲ့ပါဇက်သေးကိုပဲကောက်ထည့်လိုက်ပါတယ်ဒီတစ်ခါတော့တကယ်ပေါ်ပြီးဆိုပြီးစိတ်ညစ်သွားတဲ့အတွင်းရမှုကအာသားစီကနေမာရီတက်ခဲထည့်ထားတဲ့ပုံစံချစ်စရာလေးဆိုတဲ့စကားထွက်လာတော့မှယုံလွယ်တဲ့သူပဲဆိုပြီးစိတ်အေးသွားရပါတယ်ခဏနေတော့အာသားအင်းရဲ့လုံညုံရေးရော်ရဲနေပြီးအလုသမားကြီးလည်းအလုထွက်နေကြရဲဆိုတဲ့ကိစ္စနဲ့အတွင်းရမှုကိုခေါ်ဆူနေရကြောင်းအနောက်မှာရက်နေတဲ့မာရီလည်းအဲ့ဒါအာသားချက်ချင်းအလုထုတ်ပြီးလို့ဆိုပြီးစိတ်ထဲကနေခံပြောနေခဲ့ပါတယ်ဒါပေမဲ့အတွင်းရမှုကအလုတ်တင်များပြီးပင်မနေရဲ့ပုံပေါ်နေရဲ့အာသားကိုခဏတစ်ဖြုတ်အနားယူကြည့်ပါလားဆိုပြီးအကြံပေးရကြောင်းအာသားလည်းမာရီနဲ့အတူအချိန်ဖြုံးမှုကိုအကြံရသွားပါတယ်။အဲဒီနောက်မာရီကိုဆက်ရုပ်ဆိုတော့မူမျိုးပြောင်းလို့ရကြောင်းရည်စားမှုရောပြောင်းလို့ရလားဆိုပြီးမေးလာပါတယ်။မာရီလည်းပြောင်းလို့မရဘူးလို့စိတ်ထဲအဖြေလိုက်ပေမဲ့လူဆိုတာမပေါ်ရင်ပြီးရောဆိုပြီးလက်ခံလိုက်ရပါတယ်။ဒီလိုနဲ့နောက်ရက်မှာတော့အာသားနဲ့မာရီတို့နှစ်ယောက်ရဲ့ပထမဆုံးဒိတ်ကလေးစလာခဲ့ပါတယ်။ဒါပေမဲ့ရီစားမှုအွန်ထားတဲ့မာရီယာတခါမှရီစားမထားဘူးရဲ့အဖေလေးဖြစ်နေရကြောင်းရီစားရိတ်တဲ့ရင်ဘာလုပ်တဲ့ဆိုတာကိုမသိပဲတိုင်ပတ်နေပါတယ်။အဲ့ဒါကြောင့်လူဆိုတာပုံမသွားအောင်ဘာပဲလုပ်ပြပြအောင်လုပ်ရမယ်ဆိုပြီးရီစားစစ်တွေဘာလုပ်လဲဆိုတာလိုက်ကြည့်ကသူတို့လုပ်တဲ့အတိုင်းလိုက်လုပ်ပါတယ်။အာသားဒိတ်လို့ရင်တခင်လေးလို့မခေါ်ဘူးနဲ့ရင်ကြီးမပြောမှထားကြောင်းမာရီတယောက်အာသားကိုအာသားလို့ခေါ်ခွင့်ရနေပြီးရေခဲမုံကိုကိုယ်တိုင်ခွင့်ကျွေးခွင့်မှာရထားပါတယ်။အာသားလည်းမာရီခွန်ကျွေးရဲ့ရေခဲမုံကိုစားပြီးသူလည်းမာရီကိုပြန်ကျွေးချင်တာနဲ့ဆက်ရုပ်ကရေခဲမုံမစားဘူးဆိုတာသိနေရကြောင်းသူယူလာတဲ့တက်ခဲကြီးကိုမာရီပါဇက်ထဲထည့်ပေးလိုက်ပါတယ်ဒီလိုနဲ့ရေခဲမုံတိတ်လေးပြီးတော့လှေစီးရဲ့နေရာကိုရောက်လာပါတယ်အာသာလှေစီးကိုတိုက်တွန်းမိမဲ့ရေမကူးတတ်တဲ့မာရီကတော့ဆက်တဲ့ရေဝင်သွားရင်ဒုက္ခရောက်လိမ့်မယ်ဆိုပြီးညင်လိုက်တာကြောင့်အာသာလည်းလက်ခံလိုက်ရပါတယ်အဲ့ဒီအချိန်အတွဲကအပြန်လက်ဆောင်ပေးနေရအောင်ကြည့်ပြီးမာရီလည်းလက်ဆောင်ပေးရမယ်ဆိုရဲစိတ်ဝင်လာရတဲ့အနားမှာရှိတဲ့တရွက်ကိုပဲခုပြီးပေးလိုက်ပါတယ်ဒါပေမဲ့သေရွက်ကအဖိုးတက်တဲ့အရာမဟုတ်လို့အာသာကြိုက်မှမဟုတ်ဘူးဆိုပြီးပြန်သိမ်းမှုလုပ်နေတဲ့အချိန်အာသာပေးတဲ့ပစ္စည်းတဲ့ပေးတဲ့လူရဲ့စိတ်ကပဲအရေးကြီးတာပါလို့ပြောပြီးယူလိုက်ပါတယ်ဒီလိုနဲ့နှစ်ယောက်အတူရည်စားမှုအပြည့်ရနေအောင်လက်တွဲပြီးဖျားเจ้าတစ်ခုရှိကိုရောက်လာတဲ့အချိန်မှာတော့အာသာအစ်စ်နေကြော်ပြီး kiss ပေးလို့ရမလားဆိုပြီးမေးလာပါတယ်မာရီလည်းအစင်ရမ်းကြော်တာသိပေမဲ့ရည်စားမှုဖြစ်နေရကြောင်းဒီတိုင်းငင်ခံနေလိုက်တဲ့အချိန်ရုတ်တရက်ဆိုသလိုဖျားเจ้าဘဝကနေအာသာကိုလှမ်းတိုက်ခဲ့တဲ့ဓာတ်တစ်ချောင်းကမြေပေါ်စိုက်ကြလာပါတယ်မာရီလည်းချက်ချင်းပဲဖျားเจ้าမော်တက်လာတဲ့အချိန်မှာတော့ကောင်းလေးတယောက်ကိုတွေ့လိုက်ရတာနဲ့သူ့တာဝန်အတိုင်းတိုက်ခိုက်ပါတယ်ဒါပေမဲ့အခုတယောက်ကအရင်ကလှလိုက်တဲ့လောက်ကျန်ရေးသမားရင်းနဲ့မတူပဲမာရီနဲ့လက်ရည်ညီလောက်အောင်အထိတန်မာနေရကြောင်းမာရီတယောက်မနိုင်မဲဖြစ်နေခဲ့ပါတယ်အဲ့ဒီအချိန်မာရီကိုစိုးရိမ်နေတဲ့အာသာအောက်ကနေအစင်ပီလာဆိုပြီးလှမ်းဝလာပါတယ်အာသာရဲ့အတန်ကိုနားထောင်လာတဲ့အာသာရဲ့အညာမာရီဆိုတာတီးသွားရဲ့လောက်ကျန်ရေးသမားလည်းသူ့မှာဒီတက်ကောင်းတဲ့အကြံရသွားပြီဆိုပြီးမာရီကိုတွန်းထုတ်ကဖျားเจ้าမော်ကနေထွက်ပြေးသွားပါတယ်အောက်ပြုတ်ကျလာတဲ့မာရီလည်းကျေလာရဲ့မြင်ရပြီလို့တွေးထားလိုက်ပေမဲ့အောက်မှာအသင်ဖမ်းပေးမဲ့အာသာရှိနေရကြောင်းဘာမှမဖြစ်ပဲဘေးကင်းသွားပါတယ်ဒီလိုနဲ့နောက်တရက်မှာတော့မာရီယိုအခန်းထဲကိုနိုးဆိုတဲ့ကျောင်းသားတယောက်ပြောင်းလာခဲ့ပြီးတိုက်ဆိုင်မဲ့အဲ့ဒီကျောင်းသားကမနေ့ကအာသာကိုလှုပ်ကြံတဲ့သူဖြစ်နေခဲ့ပါတယ်ကျောင်းသူလေးတွေကတော့ကျောင်းသားသစ်ဆိုတာနဲ့အမိတနက်နဲ့ဖြစ်နေကြပါတယ်နို့ကလည်းအာသာကိုတိုက်ခိုက်ချင်တာနဲ့မာရီယိုချင်းကပ်ပြီးမာရီရဲ့လက်စားဖြောက်ထားတဲ့အတိတ်ဘဝပုံတွေနဲ့ချင်းချောက်ပါတယ်အဲ့ဒါနဲ့မကသေးပဲမာရီလူဆိုတာကိုအာသာတည်သွားရင်ဘယ်လိုလုပ်မလဲဆိုပြီးပြောနေတဲ့အချိန်အာသာရောက်လာပါတယ်အာသာသူ့စရုပ်ကိုဘာလုပ်နေရလဲလို့ပြောရကြောင်းနိုးလေသူတို့စိတ်ဝင်စားတဲ့ပုံကြည့်နေတာကြည်အောင်မလားဆိုပြီးခေါ်လိုက်ပါတယ်အဲ့ဒါအပြင်မာရီရဲ့ပခုံးပေါ်ကိုလက်တင်လိုက်တာကြောင့်အာသာဒေါသထွက်ပြီးအဲ့လက်ကိုဖယ်လိုက်မာရီမကြိုက်ဘူးလို့ပြောလိုက်ပေမဲ့မာရီနိုင်ခွက်ကိုတီးထားတဲ့နိုးကမကြိုက်ဘူးဟုတ်လားဆိုပြီးမာရီကိုပြန်မေးလိုက်ပါတယ်သူလူဆိုတာကိုပေါ်သွားမှဆိုရဲမာရီလည်းနိုးကြိုက်လိုက်ပြီးပြောနေရတာကြောင့်အာသာလည်းအံ့ဩသွားကမာရီကောင်းတဲ့ကိုတစ်ခုခုထည့်လိုက်တာလားလို့တန်တရားဝင်သွားပါတယ်အဲ့ဒီအချိန်မာရီယာသူ့အပိုင်မဲ့လို့နိုးကပြောလာအကြောင်းအာသာလည်းပေါက်ကွဲပြီးမင်းနဲ့ငါမာရီကိုလောင်ကြီးအနေနဲ့ထားပြီးပြန်ကြမယ်လို့စိန်ခေါ်လိုက်ပါတယ်သူတို့နှစ်ယောက်စကားအခြေတင်ဖြစ်နေတဲ့အချိန်သူတို့နားကနေကြက်ခွန်းကောင်ထွက်ပြေးသွားပါတယ်ဒါအောင်မြင်တော့အာသာပြိုင်ပွဲကိုကျဲရည်အတွက်များဖမ်းနိုင်တဲ့သူကအနိုင်မဲလို့သတ်မှတ်လိုက်ပါတယ်အဲဒီနောက်မှာတော့မာရီယိုပိုင်ယာရေးအတွက်အသေးအတန်နဲ့ကြက်တီကိုလိုက်ရှာနေခဲ့ကြပြီးနှစ်ယောက်စလုံးမှာရှိတဲ့ဖန်အသီးသီးကလည်းကူရှာပေးနေခဲ့ကြပါတယ်ဒီလိုနဲ့နှစ်ယောက်လုံးစီမှာကြက်သုံးကောင်ရှိတဲ့အရေးအတွက်တူလာပြီးနောက်ထပ်တစ်ကောင်ပဲကျန်တော့အကြောင်းမာရီလည်းအဲ့ဒီတစ်ကောင်ကိုအာသာပေးရအောင်ကူညီနေတာနဲ့တစ်ပမော်တက်ပြီးအပေါ်စီးကနေလိုက်ချပါတယ်မာရီလည်းကြက်ကိုရှာတွေ့သွားခဲ့ပေမဲ့ကြက်ရှိတဲ့နေရာကိုလှမ်းအောင်ရင်းရနေအောက်မှာရှိတဲ့ရေကန်ထဲကိုပြုတ်ကျသွားပါတယ်ပြိုင်ပွဲရဲ့အနိုင်ဆုံးချိန်ကိုရောက်နေရတော့အာသာပြိုင်ပွဲထက်အရေးကြီးရဲ့မာရီယိုပဲရေထဲကနေရအောင်ကဲထုတ်လာခဲ့ပါတယ်မာရီယိုရေဝင်ပြီးဆက်ရက်သွားပြီးအထင်နဲ့မျက်ရည်တွေပါကျလာခဲ့ပါတယ်မာရီလည်းသူ့ဘာပေါ်ကိုအာသာရဲ့မျက်ရည်ကျလာတော့မှသတိပြန်ရလာပြီးသူစင်ပြေတဲ့အကြောင်းပြောလိုက်ပေမဲ့ပြိုင်ပွဲကတော့၄កောင်၃កောင်နဲ့နိုးဟာနိုင်ရရှိသွားခဲ့ပါတယ်ဒါပေမဲ့နိုးကသူနိုင်တာမဟုတ်ပဲအာသာနိုင်တာပါဆိုပြီးအာသာရဲ့လောက်ရက်ကိုကြည့်ရင်ပြောတော့ပါတယ်အာသာကတော့နိုးပေးလို့နိုင်တဲ့အဖြစ်ကိုမကြိုက်တာကြောင့်ဒီပွဲကိုတေးပဲမှတ်ဖို့ပြန်ပြောလိုက်ပါတယ်
ဒီလိုနဲ့ပွဲကတရေနဲ့ပြီးသွားခဲ့ပေမဲ့မာရီကတော့အတွင်းရင်မှုဆိုတာခံနေရပြီးအာသာတယောက်ကလည်းမာရီကိုစိုးရိမ်နေကြီးနဲ့ရေရဲဆင်းခဲ့ရကနေဖျားနေခဲ့ပြီးပဲဖြစ်ပါတယ်